ငါတငယ်ချင်းများနဲ့ရန်ပေါ်ဆက်လက်ဖက်ရေးဆိုင်အာဟာရအတန်တွေလွင့်ဝဲနေပုံကကုံရှုံလာတဲ့သင်းမောရဲ့အုပ်ဩတန်လိုပြင်းကြီးဝယ်နေများညှော်ဝင်ခဲ့အတောက်လိုက်ပြကျသွားတဲ့နေလေခင်းများငါတို့မော့တောက်လိုက်တဲ့လက်ဖက်ရည်နာမည်ဟာအတ္တဘဝအမှန်ဝါဒဖြစ်တယ်တယောက်ကညှိယူရှိုက်ဖွာနေရမိုးကလည်းခေါင်လိုက်တာနော်ဟိုကောင်ပတ်စံကိုအခုထိဖျားထင်နေတော့မယ်မွေးနေ့ကြော်ရင်တော့ကံကောင်းပါပြီတဲ့တချင်းတန်နားဆွပြီးတော့ငါတို့အဖေခစ်ကရေဒီယိုကြီးဖြစ်နေခဲ့ရေနွေးဘူးလောင်ခဲ့တယ်လူဆိုတာကိုလက်ဖက်ရည်ကွက်ထဲပြုတ်ကြတဲ့ရင်ကောင်ကိုယွန်တတ်တယ်လို့ကိုမတောက်ပဲထပြန်လို့ရပါသလားစီကရက်တလိပ်စာအိမ်မက်ထဲမှာမိโกတလူလူတွေရဲ့လှုပ်နိုးမှုခံလိုက်ရခြင်းဘဝဟာလက်ဖက်ရည်တစ်ခွက်ဖြစ်တယ်ဘဝဟာရင်ကောင်တစ်ကောင်ဖြစ်တယ်ဒီနားလေးခဏဆိုပြီးထွက်သွားတဲ့မိတ်ဆွေတို့ကလည်းအခုထိပြန်မလာကြတော့ကြည်စော်ကြီးစတိုင်တစ်ဒီဇင်ဘာ2000